Hello, welcome to the Cafe Channel. ကျွန်တော်မျိုးပြရှုပ်ထွေးလာတဲ့လူငယ်ဘဝ Pocket Number 2ကျွန်တော်တို့ရန်ကုန်မြို့မှာအရင်အောင်မြင်တဲ့လူငယ်တွေရှိတယ်အရင်ပြီးတော့ First Class တွေလူလက်သက်သမီးလက် Class ကောင်တွေကနိုင်ငံခြားနေပြီးတော့ကျွန်တော်အခွေနားထောင်နေကာလာတခုရှိတယ်ဗျအဲ့ခွေတွေက City Mass မှာမရဘူးကျွန်တော်သိတဲ့ Micro မှာလည်းမရဘူးဒါမဲ့ကျွန်တော်နိုင်ငံခြားနေကျွန်တော်အသိတွေတွေကကျွန်တော်ဝယ်တဲ့ကာလာတခုရှိအဲ့တော့ကျွန်တော်ကသူများတဲ့ပုံကြီးရောဒါလေသူများတဲ့ကျွန်တော် knowledge က9နှစ်လောက်ပုံပြီးစောတယ်ဗျအဲ့တော့သူတို့ကကျွန်တော်တို့မနာလိုတာနာလိုတာကျွန်တော်မသိကျွန်တော် music ကိုအမှန်ကန်လုပ်တယ်သူတို့အခုတည်းကနောက်9နှစ်လောက်နေမှ app to date ဖြစ်မယ်ဆိုကျွန်တော်ကသိတယ်ကျွန်တော်က9နှစ်လောက်ပုံစောတယ်ကျွန်တော်တို့အခြေခံလုပ်တယ် website connection လို့ပါလို့ကျွန်တော်အရင်ဖြေးနေတဲ့အချိန်ကျွန်တော် music တွေကိုအမှန်ကန်လုပ်နေချိန် rapper တွေအဲ့တုန်းက Air Force One နဲ့ Timberland စီးနေကြမှာကျွန်တော် all sax စီးနေပြီဗျကျွန်တော်အရင် app to date ဖြစ်နေကာလာ app to date ဖြစ်နေတဲ့ chart တွေပေါ့ဗျအဲ့တော့ကျွန်တော်ကြီးနိုင်အလုံးစမ်းကြောင်းဘဝတစ်ချောင်းလုံးဘေး rapper မှာကျွန်တော်တို့ app to date ဖြစ်အောင်လုပ်နေ slam တွေကျွန်တော်အရင်ကောင်းတယ် slam တွေကျွန်တော်အရင်မိုက်တယ်ပြီးရင် slam တွေနဲ့ကျွန်တော်အရင်လုပ်တယ်ကျွန်တော်တို့ကျန်က slam တွေကအရင်ပေါက်တယ်စကားမဆက်တော့စီးကြောင်နေတောင်းလာကျွန်တော်နမဖူးလေးကြားနေကျွန်တော်ဘေးမေးကြားနေအချိန်ကျွန်တော် hip hop တွေရတယ် level တစ်ခုရောက်ပါတယ်ကျွန်တော်တကယ် realism ဘောရောက်ပါတယ် slide နဲ့ကျွန်တော်တကယ်လုပ်တယ်အလုပ်တွေကျွန်တော်ကလမ်းပေါ်မှာကျွန်တော်တကယ်ရွှေ့နေအောင် hustling နဲ့ hustler ကိုကျွန်တော်တကယ်လုပ်နေတဲ့ကာလာတစ်ခုရှိရဲ့ဗျအဲ့အကုန်လုံးကကျွန်တော်တို့အတွက် logic တစ်ခုမဟုတ်ရင်တော့ကျွန်တော်တို့ကတကယ်လမ်းပေါ်မှာအဆင်ပြေအောင်ကျွန်တော်ရွှေ့နေတဲ့ကာလာတစ်ခုဖြစ်တယ်အဲ့တော့ခမရတို့နဲ့ကျွန်တော်နဲ့ different ကဘာဖြစ်လဲဆိုတော့ကျွန်တော်က9နှစ်စောရတယ်ဗျခမရတို့က9နှစ်ကြံခဲ့တယ်အဲ့ကြံခဲ့တဲ့အကြောင်းအရာကျွန်တော်တို့မှာရှိရဲ့ first class ပထမလူတန်းစားဝန်ဘုံသားသမီးတွေပါရီတွေကနေနိုင်ငံခြားနေခွေကျုံနားထောင်နေကျွန်တော်တို့သူ MTV တွေကြည့်နေချိန်မှာ www.mtv.com လာမြန်မာပြည်မှာအဲ့ချိန်တော့ 2G ဆိုအရင်အဝိုင်းနေတယ်ကျွန်တော် app to date ကြည့်ပြီး California Left တို့ Captain တို့ကျွန်တော်ကစောင်းချွေနေတဲ့ကာလာတစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကြီးနိုင်မှာဆိုကိုကြည်တောင်းတို့ Cyclone တို့အရင်ချွေနေတဲ့ကာလာတစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော် hip hop တွေအမှန်တကယ်လုပ်တယ်အဲ့ချိန်မှာကျွန်တော်အလုံးကြီးနိုင်စမ်းကြောင်စူးလေးဘိုးထောင် app to date ဖြစ်တဲ့လူငယ်အားလုံးက fucking we go to the future ပါနော် okay ကျွန်တော်တို့ now pocket မှာကျွန်တော်ထပ်ပြီးရှင်းပြပါမယ်